တင်မင်းတမန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမောင်းသူမဲ့မော်တော်ကားကိုစမ်းသပ်မောင်းနေခဲ့တဲ့ရုပ်သံကိုမေလ21ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါဟာအဲ့ဒီအဖွဲ့ကလှုပ်ဆောင်နေတဲ့စက်ရုပ်စနစ်အတွက်တတိယအဆင့်ထိန်းချုပ်ရေးစနစ်စမ်းသပ်တာလို့ဖော်ပြထားပါတယ်။တင်မင်းတမန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလက်လုံတနက်တွေကိုလည်းကိုယ်တိုင်ထုတ်လုပ်ခဲ့ပြီးရန်ကုန်နဲ့ပဲခူးတိုင်းအတွင်းစစ်စင်ရေးတွေဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ drone တွေကိုလည်းစမ်းသပ်ထုတ်လုပ်ခဲ့ပြီးလက်ရှိစစ်စင်ရေးတွေမှာလည်းအသုံးပြုနေတယ်လို့ဖော်ပြထားပါတယ်။